တခါတုန်းကရွာလေးတစ်ရွာမှာလူတစ်ယောက်နေထိုင်ခဲ့ပါတယ်။သူကဘယ်သူမှမမျှော်လင့်ထားတဲ့လုပ်ရက်တစ်ခုကိုလုပ်ခဲ့ပါတယ်။ဒါကရွာသားတွေကိုအံ့ဩသွားစေခဲ့ပါတယ်။သူဟာဘဝမှာကြီးမားတဲ့ရည်မှန်းချက်တွေရှိခဲ့ပါတယ်။တခါတရံမှာလူတွေကသူ့ကိုနားမလည်ခဲ့ကြပါဘူး။ဒါပေမဲ့သူကမျှော်လင့်ချက်နဲ့ဆက်လုပ်ခဲ့ပါတယ်။နောက်ဆုံးမှာသူ့ရဲ့ကြိုးစားမှုတွေကအောင်မြင်ခဲ့ပါတယ်။ဒီပုံမြင်ကကျွန်တော်တို့ကိုဘာတင်ပေးသလဲဆိုတော့ဇွဲမာပြီးဆက်လုပ်ရမယ်ဆိုတဲ့အချက်ပါလူတိုင်းမှာသူတို့ရဲ့အိမ်မက်တွေရှိကြပါတယ်။အိမ်မက်ကိုအကောင်ထဲပေါ်ဖို့အချိန်ယူရပါတယ်တရက်ထဲမှာမဖြစ်နိုင်ပါဘူးဒါပေမဲ့နေတိုင်းစူးစမ်းရင်ရက်လက်ကောင်းလာပါလိမ့်မယ်ဒီလိုပဲသူကလည်းတရက်ချင်းစူးစမ်းခဲ့ပါတယ်မိမိကိုယ်ကိုယုံကြည်မှုရှိဖို့အရေးကြီးပါတယ်ဘယ်သူမှကိုယ့်ကိုယုံကြည်မပေးရင်တောင်ကိုယ့်ကိုယုံကြည်ဖို့လိုပါတယ်သူဟာရွာသားတွေရဲ့ကဲ့ရဲ့စကားတွေကိုနားမထောင်ခဲ့ပါဘူးသူ့ရဲ့ရည်မှန်းချက်ကိုသာအမြဲမျှော်ကြည့်ခဲ့ပါတယ်တနေ့စူးစမ်းမှုတွေပုံစံတူမဟုတ်ပေမဲ့ရလက်ကအမြဲကောင်းမွန်လာပါတယ်ရွာသားတွေကလည်းသူ့ရဲ့အောင်မြင်မှသူကိုမြင်ပြီးအံ့ဩသွားကြပါတယ်သူကရွာရဲ့ဂုဏ်ယူစရာဖြစ်လာခဲ့ပါတယ်လူတိုင်းကသူ့ကိုလေးစားကြပါတယ်အခက်အခဲတွေရှိတိုင်းသူကရဲရင်စွာရင်ဆိုင်ခဲ့ပါတယ်ဘဝမှာအခက်အခဲမရှိဘူးဆိုတာမရှိပါဘူးအရေးကြီးတာကဘလို့ရင်ဆိုင်နေဆိုတာပါသူကအမြဲပြုံးပြီးကြိုတင်ပြင်ဆင်ခဲ့ပါတယ်နောက်ဆုံးမှာသူ့ရဲ့ကြိုးစားမှုကရွာသားတွေကိုလှုပ်ဆော်ပေးနိုင်ခဲ့ပါတယ်လူငယ်တွေကသူ့ကိုစံနမူနာထားကြပါတယ်သူဟာငယ်ငယ်တုန်းကရင်းနှီးတဲ့အတိုင်းဝိုင်းကိုခြံထားခဲ့ပါတယ်အသစ်ထဲမှာစတင်ခဲ့ပါတယ်အစကတော့ခက်ခဲခဲ့ပါတယ်ဒါပေမဲ့သူကမျှော်လင့်ချက်နဲ့ရှေ့ဆက်ခဲ့ပါတယ်အချိန်ကြာလာတော့လူတွေကသူ့ကိုလက်ခံလာပါတယ်သူ့ရဲ့ကျေးဇူးတည်တတ်မှုနဲ့ကြိုးစားမှုတွေကလူတိုင်းကိုစိတ်လှုပ်ရှားသွားစေခဲ့ပါတယ်သူဟာကြီးပြင်းလာတော့မြို့ကြီးကိုပြောင်းခဲ့ပါတယ်ဘဝကိုစတင်ခဲ့ပါတယ်ပြန်ကြည့်လိုက်တော့အရာအလုံးတန်ဖိုးရှိခဲ့ပါတယ်သူ့ရဲ့ဇွဲမာမှုနဲ့ရဲရင်မှုကလူတိုင်းကိုလှုပ်ဆော်ပေးခဲ့ပါတယ်ဒီပုံမြင်ဟာကျွန်တော်တို့ကိုအမြဲမှတ်မိနေစေမှာပါဒီဗီဒီယိုကကျွန်တော်တို့ကိုအားပေးတဲ့ပုံမြင်တစ်ပုဒ်ပါမိမိရဲ့ရည်မှန်းချက်ကိုစွန့်လွတ်မနေပါနဲ့ဇွဲမာနဲ့ရှေ့ဆက်ပါကိုယုံကြည်ပါအောင်မြင်မှုကတင့်နာမှာရှိနေပါပြီ